ကဒီ focus မှာအဲ့ဒီအရာကိုပြောချင်တယ်ဆိုတော့တကယ်ခက်ခဲတယ်ဆိုတော့မနှက်ပြန်အောင်မကြော်ဖြတ်နိုင်ဘူးအဲဆိုတော့ဒီဟာကိုကျွန်တော်ဘယ်လို overcome လုပ်မလဲကျွန်တော်ထွက်ပေါက်တကယ်လိုအပ်တယ် ကျမတို့ရဲ့အခက်အခဲတွေကျမတို့ struggle လုပ်နေရတဲ့အရာတွေအကုန်လုံးကိုဖះကကောင်းကောင်းသိတယ်ဘယ်သူမှမသိလည်းပဲဖះကကောင်းကောင်းသိတယ် အဲ့လိုမျိုးကြီးမားတဲ့ခက်ခဲတွေတုံးတဲ့အခါမှာသူတို့ကဘာကိုရွေးလဲဆိုတော့ကိုယ်ပဲရှိတယ်ဒီစတောင်းနဲ့ဒီကမှာကိုယ်ပဲကြည့်သွားတယ် ကျမတို့ဒီနိုင်ငံသားမှာကျမတို့အလုပ်လုပ်နေရတယ်မြန်မာပြည်ကျမတို့ကုန်တည်ရဲ့ကိုယ်နိုင်ငံပြန်ဖို့ကလည်းဟိုဒီချိန်မှာခက်ခဲတယ်ပြီးရင်သူများနိုင်ငံမှာနေတော့လေဟိုအမြဲနေလို့ရမှာမဟုတ်ဘူးဟိုတက်တန်းတွေကတော်တော်တိုးရတယ်အဲ့လိုလေးရှိတယ်အဲ့တော့ကျမတို့ရှင်ကျမတို့ကြည့်လိုက်ရင်ကိုလုံးကလန်ဖြစ်ပုံမြောက်ပြီးပြောက်ဖြစ်ဟို stable ဖြစ်မှာ stable ဖြစ်ပြီးရင်ဘူးရှိတယ်တင် pressure တွေခံစားနေရတယ်အရန် squeeze လုပ်ခြင်းခံရပြီးတော့မှမလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်ရှေ့ဆက်ဖို့ခက်နေရဆိုလို့ရှိရင်